Hello အားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့သွားနေတဲ့နေရာကတော့ရိုးရမျိုးကအလီဖက်ကန်ကိုသွားနေတာဖြစ်ပါတယ်စင်စကန်ကအတွေ့အကြုံလေးတွေကိုကျွန်တော်နဲ့အတူရင်မောပေးကြပါဦးနော်တကယ်ချင်းတို့ရေအလီဖက်ကန်ကိုစင်စကန်ကိုရှိနေတယ်ကြောင်းနေတာတော့စင်စကန်အောင်ပါတော့ဘူးစီးဖို့လာကြည့်တာဖြစ်ပါရဲ့ပေါ့နော်ရက်ကိုဘယ်လောက်ရှိမယ်တော့မသိသေးဘူးပေါ့900လောက်ဆိုတော့မသိနိုင်တော့ဘူးဘာတော့ကြမလဲလောရအားလုံးဝမင်္ဂလာပါ Hello this one တော့အခုကြောင်းနေတာတော့ Elephant Cup စင်စွယ်ကြီးတွေတောင်းလာတော့လည်းလိုက်ပါကြည့်ကြရအောင် စင်ကြီးတွေကတော့စင်ကြီးတွေတော့ကြီးတွေပါ စင်စကန်တော့ရောက်နေပြီစင်စီးဖို့တော့ပတ်သက်မရှိဘူးဒါများမယ်ပြီဝင်လို့မရဘူးလေဒီဘက်ကတော့ဟိုဝင်လို့မရဘူးပြရတယ်ဟုတ်ဆယ်ရခါကြည့်တဲ့နေရာဖြစ်ပြီးတော့ဆင်းလေးမာလေးနဲ့တမွေရတဲ့နေရာအားရရတယ် လူခဏကိုရထိုင်ရတော့ညောင်းနေရော ဟိုဒီဆောင်လို့ ကဲဆယ်ရစာကြည့်ကြပဲဒါတော့ဆယ်နေစာကြည့်နေရဖြစ်ပါတယ် မောင်ဝေးကြီးပဲဖြစ်ပါတယ်ကိုလေးတပုံလောက်ပြပါဦးကြည့်ခိုင်းနေပြီရုပ်ပဲကြည့်သူ့လောက်ပြီးမှတပုံ มองป้านะ1 2 3 1 2 3 1 2 3 ဒီလိုလေးဆိုတော့ဒီစုကြည့်တဲ့တက်ကြည့်လို့ရတဲ့ပါတယ်